ဒီလိုအဖြစ်မျိုးထပ်မံပြီးတော့အဖြစ်ခံမှာမဟုတ်ဘူးလို့ပြောလိုက်တဲ့ Thomas Tuchel နဲ့နေမာအတွက်တနေရာရှိနေသေးတယ်လို့ပြောကြားထားတဲ့ Ancelotti တို့ရဲ့အကြောင်းကိုကျွန်တော်တို့ဒီနေ့မှာဆွေးနွေးကြည့်အောင်အားလုံးပဲမင်္ဂလာပါနဲ့ပြည်ဆောင်ကြပါစေ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာဆိုလို့ရှိရင်တော့ဒါနိုင်ငံတကာပွဲစဉ်လေးတွေရှိနေသေးတဲ့အချိန်ဆိုတော့ကျွန်တော်တို့အနေနဲ့အာလူဖုံရင်နဲ့တချို့အကြောင်းအရာလေးတွေကိုဥတီပြီးတော့ဆွေးနွေးကြည့်မယ်ပေါ့နော်လက်ရှိတက်လာတဲ့သတင်းတွေရဆိုလို့ရှိရင်တော့ဒီခေါင်းစဉ်နှစ်ခုကတော်လေး hit ဖြစ်နေတဲ့သတင်းလို့ပြောလို့ရတယ်အကြောင်းမို့ကျွန်တော်ဒါကိုဥတီပြီးတော့ဆွေးနွေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ပထမသတင်းတစ်ပုဒ်နဲ့စရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအင်္ဂလန်အသင်းရဲ့အကြောင်းတွေပဲနဲ့စပြောမယ်ပေါ့နော်ဆိုတော့အင်္ဂလန်မှာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့နောက်ဆုံးပွဲစဉ်မှာသူတို့2ဂိုးကိုမရှိဆိုရလက်နဲ့အနိုင်ရခဲ့တယ်အဲ့နိုင်ရခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Harry Kane ကပဲ2ဂိုးစလုံးသူကဥဆောင်ပြီးတော့သွင်းခဲ့တယ်ပေါ့နော်အဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Jude Bellingham ပွဲချိန်ပြည့်ညီပါကစားခွင့်ရခဲ့တယ်ဒါပေမဲ့သူ့ကို65မိနစ်လောက်နဲ့85မိနစ်ပေါ့နော်85မိနစ်လောက်ရောက်တဲ့အနေအထားမှာဆိုလို့ရှိရင်တော့သူ့ကိုလူစားလဲဖို့အတွက် Thomas Tuchel ကနေပြီးတော့ထုတ်လိုက်တဲ့အချိန်မှာသူကမျက်နှာအမူအရာတော်လေးကိုပြတ်သွားပြီးတော့မလဲချင်အောင်ဆိုပုံစံမျိုးသူပြသခဲ့တာလေးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါတော့ပွင့်လင်းပြောရမယ်ဆိုလို့ရှိရင်တော့ Thomas Tuchel ဘက်ကနေပြီးတော့မြင်တွေ့လိုက်တာမရှိဘူးသူကတိတ်မသိလိုက်ဘူးပေါ့ဗျာဒါပေမဲ့ဒီပွဲတွေပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ England media တွေရဲ့လှော်မှုကြောင့်ပေါ့နော်ဆိုတော့ England media တွေကိုကျွန်တော်တိတ်မကြိုက်တဲ့အချက်တွေထဲမှာအဲ့ဒါတွေပါတယ်သူကကောင်းလို့ရှိရင်လည်းကောင်းတဲ့အကြောင်းကိုဆွတ်ဆက်ပြီးတော့ရေးသလိုတခုဖြစ်ပြီဆိုလို့ရှိရင်လည်းအဲ့ဒီ app ပေါက်လေးကစာလိုက်ပြီးတော့အပြစ်ရှာပြီးတော့ပြောတဲ့သူမျိုးတွေမှာပါတယ်ပေါ့နော်ဒါ England media တွေရဲ့ထုံးစံကျွန်တော်ပြပြအသားနဲ့မြင်အောင်ပြောရမယ်ဆိုလို့ရှိရင်ဗျာ Jack Grealish ဒီလောက်ထိMan City မှာတော်တော်လေးကိုဆုတ်ပြတ်တက်ခဲ့ပြီးတော့ခြေသွမ်းလုံးဝမပြနိုင်တဲ့အနေအထားမှာတန်းတရာပေးခဲ့ရတယ် flop သွားပြီဘာညာဆိုပြီးတော့ဘယ်မီဒီယာမှမရေးခဲ့ပဲနဲ့ဝိုင်းဝန်းပြီးတော့ကာကွယ်ပေးခဲ့တယ်ပေါ့နော်ကျွန်တော်တို့ Manchester United အသင်းရဲ့ကွင်းလမ်းမှာဆိုလို့ရှိရင်လည်း Mason Mount ကဘလောက်တောင် United မှာအစပိုင်းတွေမှာဂျင်းဖြစ်နေလဲဆိုတော့အကုန်လုံးသိကြတဲ့အတိုင်းပဲဒါပေမဲ့ဒီသတင်းတွေအကုန်လုံး England media တွေကသူတို့နိုင်ငံသားတွေဖြစ်နေတဲ့ကြောင့်ဖုံးဖိပေးထားခဲ့တဲ့အပိုင်းတွေရှိတယ်ပေါ့နော်ဒီသတင်းမှာဆိုလို့ရှိရင်လည်းသူတို့ကမဖုံးပြီးတော့ပဲနဲ့ကျွန်တော်ကပြောလိုက်သလိုပဲသူကဒီ app ပေါက်လေးကိုတော့မှလိုက်ပြီးတော့အပြစ်ရှာပြီးတော့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒါ Jude Bellingham အပြုတ်မှုကိုဘာညာဆိုပြီးတော့သူကမီဒီယာတွေမှာခေါင်းစဉ်အကြီးနဲ့တက်ပြီးတော့ပြောပြီးတော့ဆွေးနွေးလာခဲ့တာကိုတွေ့ရတာပေါ့နော်သူဒီအနေထားမျိုးနဲ့ပတ်သက်ပြီးတော့ Thomas Tuchel ပြီးမှပြန်ပြီးတော့တည်တယ်တည်သွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ဒီမနေ့ရပေါ့နော်မနေ့လောက်ထဲအတောက်ထဲကသတင်းကတက်နေတာကျွန်တော်အဲ့ဒါတခြားမတင်မေးပြတာပေါ့နော်Thomas Tuchel ဘာပြောခဲ့လဲဆိုလို့ရှိရင်တော့နောက်ဘယ်တော့ခါမှဒီလိုအဖြစ်မျိုးကိုသူ့အသင်းကစားသမားတွေအကုန်လုံးအဖြစ်ခံမှာမဟုတ်ဘူးဆိုပြီးတော့သူကပြပြသားနဲ့ပြောကြားလိုက်တယ်ပေါ့နော်သူပြောလိုက်တဲ့သဘောကတော့ဗျာနောက်ဘယ်ကစားသမားမဆိုနာမည်ဘလောက်ကြီးတဲ့ကစားသမားဖြစ်ဖြစ်အသင်းမှာဘလောက်ထိအကျိုးပြုနေတဲ့ကစားသမားဖြစ်ဖြစ်အဲ့လိုမျိုးအမူအရာမျိုးတွေထပ်မံပြီးတော့လုံးမယ်ဘာညာဆိုလို့ရှိရင်သူ့အနေနဲ့ခွင့်လွှတ်တော့မှာမဟုတ်ဘူးသူ့အသင်းမှာဒါမျိုးတွေအဖြစ်ခံမှာမဟုတ်ဘူးဆိုပြောတယ်သူကပြောကြားခဲ့တာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီလိုအနေအထားမျိုးကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Thomas Tuchel တယောက်ကအသင်းကိုကင်တွယ်တာတော်လေးတင်းတင်းကြပ်လေးနဲ့ကင်တွယ်နိုင်တယ်လို့ပြောလို့ရတယ်။သူကဒီအရင်တော့အသင်းတွေမှာလည်း Chelsea မှာဖြစ်ဖြစ် Borussia Dortmund မှာဖြစ်ဖြစ် PSG မှာဖြစ်ဖြစ်သူကနာမည်ကြီးကစားသမားတွေတော်များထိန်းချုပ်ပြီးတော့ကင်တွယ်ခဲ့တဲ့နီးပြဖြစ်တော့ကြောင့်သူ့မှာအတွေ့အကြုံတွေအများကြီးရှိတယ်။အဲကြောင့်မို့ Thomas Tuchel လိုနီးပြတော့တချို့ဟာတွေတွက်လို့မရဘူး။မထင်မှတ်ဘဲနဲ့တချို့ပွဲတွေမှာပယ်ခံရတာတော့မပါရတာတို့အရွေးမခံရတော့တာတို့ကဘာဖလားကလည်းနီးဖြစ်တော့ကြောင့်တချို့ကစားသမားတွေကိုမရွေးသွားတာဒါမျိုးလည်းပြကောင်းပြလာနိုင်တာဖြစ်တဲ့အတွက်လက်ရှိအင်္ဂလန်အသင်းမှာတချို့သောကိစ္စလေးရှိနေတယ်ဆိုပေမဲ့ဒါမျိုးတွေကိုတော့မဖြစ်အောင်လို့အသင်းသားချင်းလဲကာဝယ်ရမှာဖြစ်သလို Thomas Tuchel လှုပ်လိုက်တဲ့အကွက်ကိုတော့ကျွန်တော်ကတော့တော်လေးကိုသဘောကျတယ်အဲ့လိုမျိုးပြပြတသားနဲ့စီကန်းရှိလုံးမှာပဲဒီလက်ရှိဒီ organize ဖြစ်နေတဲ့ဟာလေးကမပြိုကွဲသွားမှာပေါ့နော်မဟုတ်လို့ရှိရင်သူတလူငါတမင်းနေဖြစ်ပြီးတော့အဆင်မပြေတိုင်းဖြစ်နိုင်တဲ့ကြောင့် Thomas Tuchel လှုပ်ရလေးတော့ကျွန်တော်မှန်တယ်လို့တော့ထောက်ခံမိတာလေးတော့ရှိရပေါ့နော်နောက်တဲ့သတင်းတစ်ခုဆက်ပြောရမယ်ဆိုလို့ရှိရင်တော့ Brazil တင်းရဲ့တောင်ပန်တိုက်စစ်ကစားသမားလို့ပြောလို့ရတယ်ကျွန်တော်တို့ Neymar Junior ပေါ့နော်ဒါကျွန်တော်တို့တစ်ခေတ်တစ်ခါတုန်းကကိုကြီးနှစ်ယောက်ဖြစ်တဲ့ Messi နဲ့ Cristiano တို့ရဲ့ခင်မှာအပြိုင်ဖြစ်ခဲ့တဲ့ Neymar ပေါ့နော် Neymar ကတော့ပွင့်နေပြောရမယ်ဆိုလို့ကျွန်တော်သူ့အနေနဲ့လူဖြစ်တာနေတိုင်ပတ်သွားတယ်လို့ပြောလို့ရတယ်ဥပမာနောက်ကြကြီးမှဖြစ်မယ်ဆိုလို့ရှိရင်လည်းအခုခေတ်ကာလမှာအကောင်းဆုံးစားသမားတွေတယောက်ဖြစ်မှာဖြစ်သလို Messi တို့ Ronaldo မတိုင်ခင်ခေတ်မှာဖြစ်တယ်ဆိုလို့ရှိရင်သူကအကောင်းဆုံးစားသမားတွေတယောက်ဖြစ်လာမှာလည်းဖြစ်တယ်ဒါပေမဲ့သူ့အနေနဲ့မွေးတဲ့အချိန်မှာသွားပြီးတော့ Messi တို့ Ronaldo တို့ခင်တဲ့မတိမ်မြင့်မှာသွားပြီးတော့မွေးတာဖြစ်တော့ကြောင့်ဒီဂုဏ်နှစ်ယောက်ရဲ့ era ထဲမှာသူကပျောက်သွားခဲ့တဲ့ကစားသမားလို့ပြောလို့ရတယ်ပြီးတော့သူကိုယ်တိုင်လည်းအပျော်ပါအယမ်းမှတ်တယ်ပေါ့နော်ကျွန်တော် Brazil ကစားသမားတွေကိုတိတ်ပြီးတော့မကြိုက်တဲ့ချက်တည်းမှာအဲ့လိုမျိုးငွေတန်းလေးရွှင်ပြီဆိုလို့ရှိရင်တို့ကအပျော်ပါတွေမှတ်သွားပြီးတော့ကစားသမား live တစ်ခုလုံးရေစုံမျောပြီးတော့အဲ့လိုမျောပါသွားတဲ့ကစားသမားတွေများတယ်ပေါ့နော်ကျွန်တော်အရင်တော့လည်းတာတကားအနေနဲ့ Ronaldinho တို့ပြီးလို့ရှိရင်အခုနေမာတို့ဘာလို့ကြည့်မယ်ဆိုလို့ရှိရင်တော့သိတာတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့လက်လန်းမီတော့ပြောပြတယ်ကျန်တဲ့ Brazil ကစားသမားတွေလည်းရှိပါသေးတယ်အဲကြောင့်မလို့နေမာဆိုလို့ရှိရင်လည်းအပျော်ပါဘက်ကိုပို့ပြီးတော့ခုံမင်ပြီးတော့ lifestyle ဘက်ကိုမမောသွားတဲ့အတွက်ကြောင့်သူဘောလုံးဘက်မှာအာရုံစိုက်မှုညော့နေသွားတယ်ပြီးတော့ကွင်းထဲမှာကစားတဲ့ကစားဘက်ကိုလည်းမလိုအပ်ဘဲနဲ့သူကမပြောင်းမဲနဲ့ဒီပုံစံတိုင်းပဲကစားတဲ့အတွက်ကြောင့်သူ့ကိုစွပြီးတော့
ဖြတ်ထုတ်တာတွေလောက်တာတွေအဲ့လိုမျိုးပေါ့နော်သူတယောက်တည်း target ထားပြီးတော့လောက်တာတွေကိုဂျုံတွေ့ရတဲ့နောက်ပိုင်းမှာနေမာတယောက်အနေနဲ့ဒီ injury resistant လုံးဝမဖြစ်တော့ဘဲနဲ့တောက်လျှောက် injury prone ပုံစံမျိုးဖြစ်သွားခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရတယ်တကယ်ကိုနစ်နာခဲ့တဲ့ကစားသမားတယောက်လို့ပြောလို့ရတယ်နေမာသာဒီခြေစွမ်းတွေကိုထပ်ပြီးတော့ထိန်းထားနိုင်မယ်ဆိုလို့ရှိရင်အခုချိန်ထိတကယ်ကိုကောင်းတဲ့တောင်ပန်တိုက်စစ်ကစားသမားတယောက်ဖြစ်နေမှာဖြစ်ပေမဲ့သူ့ရဲ့ခြေစွမ်းကိုလည်းသူမထိန်းနိုင်သလို injury လည်းသူပြီးမလွန်ဆန်နိုင်ဘူးအပျော်ပါကလည်းမှတ်သွားတဲ့အချိန်မှာနည်းလေးနေမာအခုဆိုလို့ရှိရင်တော်တော်လေးအခြေအနေဆိုးသွားတဲ့အနေအထားတစ်ခုထိကိုရောက်သွားတာပေါ့နော်ဆိုတော့အခုလက်ရှိဒီဆက်ပြီးတော့သတင်းတွေရဆိုလို့ရှိရင်တော့ဘရာဇီးသင်းရဲ့နီးပြအန်ဆယ်လော့တီကသူပြီးခဲ့တဲ့ရက်ပိုင်းတွေကလုပ်ခဲ့တဲ့ဒီ interview တစ်ခုမှာဗာပြောခဲ့လဲဆိုလို့ရှိရင်တော့အကုန်လုံးကမေးကြတာပေါ့ journalist တွေမေးကြတာပေါ့နေမာဂျူနီယာအတွက်နေရာရှိသေးလားကမ္ဘာဖလားမှာသူ့ကိုခေါ်သွားနိုင်ကြီးရှိလားဘာညာဆိုပြီးတော့မေးခဲ့တဲ့အနေအထားမှာဆိုရင်အန်ဆယ်လော့တီကသူ့အတွက်နေရာတစ်ခုကတော့ကျွန်တော်တို့စဉ်းစားထားတာရှိရယ်ဘယ် position လဲဘာညာဆိုတော့ကျွန်တော်တို့ဆွေးနွေးတိုင်ပင်နေတော့မှရှိတယ်ဒါပေမဲ့သူ့ဘက်ကလှုပ်သိမ်းလှုပ်ထိုက်တာကိုဒါလုံးမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ကသူ့ကိုနေရာပြသွားမှလည်းဖြစ်တယ်ဆိုပြီးတော့သူကပြောသွားခဲ့တယ်ပေါ့နော်ပြောသွားခဲ့တဲ့စကားကိုကျွန်တော်တို့ကောက်ချက်နည်းနည်းလေးဆွဲပြီးတော့ဆွေးနွေးကြည့်ရမယ်ဆိုလို့ရှင်နေမာတယောက်ကြန့်ခိုင်မှု 100% fit ဖြစ်ဖို့လိုတယ်ဆိုတဲ့သဘောမှာတော့ရှိတယ်လက်ရှိနေမာကဒီကြန့်ခိုင်မှုမှာတော်လေးအားနေတဲ့ကစားသမားတွေမှာပါသွားပြီပေါ့နော်လက်ရှိ Santos မှာဆိုလို့ရှိရင်လည်းမကစားရတဲ့ပွဲအများတယ်ပြီးခဲ့သူအရင်တော့ကစားခဲ့တဲ့အဲဒီလည်းမှာဆိုလို့ရှိရင်လည်းလက်ဆက်ချောင်းတော့မပြေးခဲ့ပဲနဲ့သူကစားခဲ့ရတာပေါ့နော်ပြီးတဲ့အချိန်မှာတော့သူလာစာတွေကိုမယူတော့ပဲနဲ့သူ့ရဲ့ငယ်ဘွားကလပ်ဖြစ်တဲ့ Santos ကိုသူကပြောင်းသွားခဲ့တာဆိုတော့ Santos မှာလည်းသူကဘယ်လောက်မှ impact မပြနိုင်သလိုဒီကျွန်တော်ကပြောလိုက်သလိုပဲ injury resistant ကလည်းလုံးဝမတက်လာဘူးပေါ့နော်အကြောင်းမလို့ဒီအန်ဆယ်လော့တီပြောချင်တဲ့သဘောကတော့နေမာတယောက်နေရာတော့ရနိုင်တယ်ဒါပေမဲ့သူ့ကိုခေါ်ပြီးတော့ကမ္ဘာဖလားမှာခေါ်သွားစီခြင်းတယ်ဆိုလို့ရှိရင်သူ့အနေနဲ့ခြေစွမ်းကောင်းတွေပြသထားနိုင်မှုလဲလို့သလို 100% fully fit ဖြစ်နေမှုလဲလိုတယ်ဆိုပြီးတော့သူကတစ်ဖက်လက်နဲ့ပြောသွားတဲ့ပုံစံမျိုးပေါ့နော်အကြောင်းမလို့နေမာတယောက်ဒီခြေစွမ်းပြခြင်းတယ်ကမ္ဘာဖလားမှာဝင်ပြခြင်းတယ်ဆိုလို့ရှိရင်တော့ဒီကြားထဲမှာတက်နိုင်တဲ့တော့သူ့ရဲ့ခြေစွမ်းအောင်ကောင်းအောင်လုပ်ပြီးလို့ရှိရင် injury တိတ်မဖြစ်အောင်လုပ်ကိုယ့်အကိုဒီ fit ဖြစ်နေအောင်စူးစမ်းထားမှပဲရမယ်ဆိုတဲ့အနေအထားမှာတော့ရှိရပါတော့ပြီးတော့သူ့အတွက်နေရာကလည်းကျွန်တော်ဒီဘက်ကတော်တော်လေးစဉ်းစားနေရတဲ့အနေအထားတစ်ခုမှာတော့ရှိရပြဘာလို့လဲဆိုတော့ဘယ်ဘက်ချမ်းမှာဆိုရင်ဒီ Vinicius Junior အပိုင်ပေးထားတာဆိုတော့ဒီနေရာမှာနေမာသုံးလို့မရအောင်ညာဘက်ချမ်းမှာနေမာလုံးဝမစော့ဘူးပေါ့နော်အကြောင်းမလို့နေမာကိုထားမယ်ဆိုရင်နံပါတ်10နေရာမှာထားရင်ထားမဟုတ်ဘူးဆိုလို့ရှိရင် force 9တို့ပေါ့အထောင်တိုက်စစ်နေရာမှာထားမှာပဲအဆင်ပြေမယ်ပေါ့နော်ဘယ်ဘက်ချမ်းမှာ Vinicius Junior သူသုံးမဲ့ပုံစံပေါ့နော်ညာဘက်ချမ်းမှာဆိုလို့ရှိရင်တော့ကျွန်တော်ထင်တာ Rafinha ဒန်ညာပြန်တက်တာလာရင် Rafinha ကိုပဲထားဖို့များတယ်အခုလက်ရှိတိုက်စစ်နေရာမှာဆိုလို့ရှိရင်တော့ Joao Pedro နဲ့ Matheus Cunha နဲ့တလဲစီပုံစံမျိုးသုံးတယ်တခါတလေ Richarlison ကိုသုံးတဲ့ပုံစံမျိုးလည်းရှိတယ်အဲ့လိုနေရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ထင်တာတော့တိုက်စစ်မှုနေရာမှာပဲနေမာကို backup plan အနေနဲ့ခေါ်သွားမယ်လို့ထင်တယ်ဒီအစုအဖွဲ့ကိုတိုက်စစ်မှာဒီအန်ဆယ်လော့တီရဲ့ပုံထဲမှာဝင်ပြီးသားပြီးတော့လူငယ်လူရွယ်တွေနဲ့အတက်စစ်မှန်မှန်နဲ့စော့နေတဲ့အနေအထားမှာဆိုလို့ရှိရင်နေမာကိုထည့်ပြီးတော့စော့မယ်လို့ကျွန်တော်တို့မထင်ဘူး backup player တယောက်အနေနဲ့ခေါ်သွားမယ်လို့ပဲကျွန်တော်တို့ထင်တယ်ဒါပေမဲ့အဲ့ဒီအနေအထားရောက်ဖို့အတွက်ဆိုရင်တော့မှသူ့အနေနဲ့လောက်ရမယ့်အပိုင်းတွေအများကြီးရှိတယ်အကြောင်းမလို့လူချင်းမင်းတို့ကဘယ်လိုထင်လဲနေမာတယောက်ကမ္ဘာဖလားမှာပါလာနိုင်ခြေရှိတယ်လို့ထင်လားပါလာမယ်လို့ထင်လားသူ့ဟာသူကပြန်ပြီးတော့နေမာဆွဲနာမည်တစ်ခုဖော်ထုတ်နိုင်မယ်လို့ထင်လားဘယ်လိုမျိုးထင်မျိုးစားမိတာလေးရှိတယ်အောက်က comment ထဲမှာကျွန်တော်ရဲ့ဒူဝင်ပြီးတော့ဆွေးနွေးသွားလို့ရပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလည်း YouTube မှာတင်ထားပေးပါတယ် quality ကောင်းလေးနဲ့ကြည့်ကျင်တယ်ဆိုရင် YouTube မှာတွားပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel လေးဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and subscribe follow နဲ့ပဲကူညီခဲ့လို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြာမှာပြန်နေဆွေးနွေးကြတာပေါ့